မျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအစည်းအဝေးပြန်လည်စတင်ပါတော့မယ်မျိုးသားလွှတ်တော်ဥက္ကဋ္ဌကြွားရောက်လာပါပြီခင်ဗျာအားလုံးထိုင်နိုင်ကြပါပြီခင်ဗျာရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်2မှာဦးထေးဦးဆက်လက်ဆွေးနွေးနေပါပြီလေးစားပါတော့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကိုကျွန်တော်တို့ရဲ့လွှတ်တော်ကြီးဟာပြည်သူတွေကိုအမှန်တကယ်ကိုစားပြုပြီးတော့ပြည်သူတွေရဲ့အကျိုးစီးပွားကိုအမှန်တကယ်အကျိုးပြုတဲ့ဥပဒေတွေပြဋ္ဌာန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရတဲ့ဂါရဝပြုပါတယ်ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်2ကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထေးဦးဖြစ်ပါတယ်အခုမွေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါများဆိုင်ရာဥပဒေကိုပြင်ဆင်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးအကြံပြုလိုတာကတော့ပထမဦးဆုံးချက်ကတော့ပုံမှန်2ဇာခွဲကိုအဆိုပြုချက်ထဲမှာပါပေမဲ့ဥပဒေကျမ်းကော်မတီကပယ်ဖျက်ထားပါတယ်အဲ့ဒါကိုကျွန်တော်အဆိုပြုချက်ထဲမှာပြန်ပြီးတော့ထည့်သွင်းဖို့အတွက်အကြံပြုလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစကရက်ကိုနောက်ပိုင်းအကြိမ်ကြိမ်တရားရုံးတွေမှာရောကျွန်တော်တို့ဥပဒေမှာရောအကြိမ်ကြိမ်သုံးစွဲဖို့လိုအပ်လာတာဖြစ်တဲ့အတွက်ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာမရှိမဖြစ်လိုအပ်ပါတယ်ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်မှာဖြည့်ဆွက်လိုတာကတော့ဒီလူမှုရေးဖွဲ့စည်းများနဲ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများကိုကြီးကြပ်သူရှေ့မှောက်တွင်တရားရုံးအမိန့်ပါအတိုင်းအမိန့်ပါအပြစ်ဒဏ်အတိုင်းကိုယ်တိုင်လှုပ်အားဖြင့်အခမဲ့လှုပ်ဆောင်ဆောင်ရွက်ပေးခြင်းဆိုပြီးတော့ကျွန်တော်ကဖြည့်ဆွက်ဆွေးနွေးလိုပါတယ်တင်ပြလိုပါတယ်နောက်တစ်ခုကတော့ပုံမှန်3နဲ့ပတ်သက်ပြီးတော့ရွယ်ချက်မှာကျွန်တော်တို့အဆိုပြုချက်မှာရန်တရားလို့သုံးထားတဲ့အသုံးအနှုန်းကိုကျွန်တော်တို့ဥပဒေကျမ်းကော်မတီကနေပြီးတော့လုပ်ငန်းစဉ်လို့ပြင်ထားတာတွေ့ရပါတယ်ကျွန်တော်နားလေစဉ်းစားမိသလောက်ပြောရရင် mechanism နဲ့ process ကကျွန်တော်တို့အဓိပ္ပာယ်မတူညီပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ပြင်ဆင်ချက်မှာစတော့လုပ်ငန်းစဉ်ဆိုတဲ့စကားရက်ကရှေ့မှာကျွန်တော်တို့အဖွဲ့အစည်းများနဲ့လုပ်ငန်းစဉ်များဆိုပြီးတော့ဖြည့်ဖို့အတွက်အကြံပြုဆွေးနွေးလိုပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ပုံမှန်6ပါဗဟိုအဖွဲ့ရဲ့လုပ်ငန်းတာဝန်မှာပြည်ထောင်စုကျွန်တော်တို့ပြည်ထောင်ဝင်ကြီးဥဆောင်တဲ့မွေးစေဝါဗဟိုအဖွဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ဇက်မြင့်ဆွဲနဲ့ညကိုပယ်ဖြတ်ထားတဲ့အချက်ကိုကျွန်တော်ကန့်ကွက်ပါတယ်ပြီးတော့ထပ်ဖြည့်ခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုလိုကျွန်တော်တို့နိုင်ငံမှာမွေးစေဝါတွေကိုကွန်တိန်နာနဲ့ကားစင်းလုံးတိုက်မိတယ်ပိုင်ရှင်မပေါ်ဘူးထုတ်လုပ်သူဖြန့်ဖြူးသူရောင်းချသူတွေအဓိကလက်မဲကြီးတွေကိုမဖမ်းနိုင်တဲ့အခြေအနေမျိုးမှာဘိုးအဖွဲ့ကနေပြီးတော့ပုံမပြီးတော့တာဝန်ယူသင့်ပါလျက်နဲ့ဒီတာဝန်ကိုရှောင်တဲ့သဘောခေါင်းရှောင်တဲ့သဘောမျိုးမဖြစ်သင့်ဘူးလို့ထင်ပါတယ်ဒါကြောင့်မလို့ဇက်မြင်ဆွဲနဲ့ညဖြစ်တဲ့ကျွန်တော်တို့ဘိုးအဖွဲ့တာဝန်တွေဖြစ်တဲ့ဒီမရွှေ့ပြောင်းနိုင်တဲ့မွေးစေဝါနဲ့ပတ်သက်တဲ့ပစ္စည်းတွေပြစ်မှုနဲ့ဆိုင်တဲ့ပစ္စည်းတွေလွှဲပြောင်းတာတွေအသွင်ပြောင်းတာတွေငွေကြေးပစ္စည်းအကျိုးမြတ်တွေကိုကျွန်တော်တို့ထပ်ဖြည့်နေတာစုံစမ်းဖော်ထုတ်ခြင်းအလုပ်ကိုလည်းကျွန်တော်တို့ဖြည့်ဆွက်ဖို့လိုပါတယ်အဲ့ဒီပြင်ဒါစစောညဇမ်းမြင်ဆွဲပါညကတော့တက်တေကံပစ္စည်းသိမ်းဆဲတာတွေဝရမ်းကပ်ချိတ်ပိတ်တာတွေကိုလည်းဘ ਹੁ အဖွဲ့ကနေပြီးတော့ဒီညွှန်ကြားနိုင်တဲ့စီမံခန့်ခွဲရမယ်ဆိုတဲ့ကိစ္စတွေကျွန်တော်တို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ထပ်ဖြည့်ဖို့လိုပါတယ်ကျွန်တော်တို့အခန်း9မှာရှားဖွေတက်တေကံပစ္စည်းတွေရှားဖွေသိမ်းဆဲတဲ့ပြဋ္ဌာန်းချက်ရှိပြီးလို့ကျွန်တော်တို့ပြောလို့မရပါဘူးဒါအမှုကံအမှုစစ်ကဒီလုံးဝမဲ့လုပ်ငန်းမှာအခုဇက်မြင်ဆွဲနဲ့ညဟာတနိုင်ငံလုံးနဲ့ခြီးပြီးတော့ဘ ਹੁ အဖွဲ့လုပ်ငန်းတာဝန်ကိုရှော့ချဖို့
ပယ်ဖြတ်ဖို့လုံးဝမသင့်ကြောင်းတင်ပြလိုပါတယ်နောက်တစ်ခါပုံမှန်6ကဲ့နောက်မှာကျွန်တော်တို့တာဝန်မှုအနေနဲ့ဗဟိုအဖွဲ့သည်တစ်နှစ်လျင်အနည်းဆုံးတစ်ကြိမ်သတင်းစာရှင်းပွဲပြုလုပ်ပြီးတော့ပြည်သူတွေကိုရှင်းလင်းတင်ပြသင့်တယ်ဆိုတဲ့အချက်ကိုလည်းထပ်ဖြည့်ခြင်းပါတယ်နောက်တစ်ခုကတော့ပုံမှန်15ပါစောစောတော့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပါပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီတိုင်းပြဋ္ဌာန်းရမယ်အပြင်ဖြည့်ဆွက်ချင်တာကတော့ပထမအကြိမ်အနေနဲ့ဆိုပြီးတော့ဖြည့်ဆွက်ချင်ပါတယ်ကျွန်တော်တို့ဒီလူမှုရေးပြည်တံချမှတ်ခြင်းဟာတကယ်တမ်းကျတော့ကဘာနဲ့ရှင်ပြီးတော့ကျွန်တော်တို့နိုင်ငံသားတွေရဲ့ယဉ်ကျေးမှုအဆင့်ကိုမြင့်တင်ခြင်းသာဖြစ်တယ်လို့ကျွန်တော်မှတ်ယူပါတယ်ဒါကြောင့်မလို့ဒီဟာကိုလက်ခံပါတယ်သို့တော်လည်းအကြိမ်ကြိမ်ထပ်ပြီးတော့ကျူးလွန်နေမယ်ဆိုရင်တော့ဒါသည်ကျွန်တော်တို့ပတ်ဝန်းကျင်ရောမိသားစုရောထိခိုက်လာနိုင်တဲ့အတွက်ဒုတိယအကြိမ်ဖောက်ဖျက်လို့ရှိရင်ကျွန်တော်တို့မူလချမှတ်တဲ့ပြည်တံရဲ့2ဆကို၎င်းတတိယအကြိမ်နဲ့အထက်ကျူးလွန်သူများအပေါ်မှာတော့ထောင်ဒဏ်အနည်းဆုံး1နှစ်မှအများဆုံး3နှစ်ထိချမှတ်ရမယ်လို့ကျွန်တော်တို့ဖြည့်ဆွက်ချင်ပါတယ်နောက်တစ်ခါပုံမှန်6နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကြေညာတဲ့နေရာမှာနိုင်ငံပိုင်သတင်းစာတွေကနေကြော်ညာသင့်တယ်လို့ဖြည့်ဆွက်ချင်ပါတယ်နောက်ဆုံးတင်ပြချင်တာတော့ပုံမှန်28နောက်မှာပုံမှန်29အဖြစ်ကျွန်တော်တို့ဒီပြင်ဆင်သည့်ဥပဒေမပြဋ္ဌာန်းမီကပြည်တံကြခံသူများနှင့်စီရင်စစ်ဆေးစီရင်စေပြစ်မှုများသည်ဤပြင်ဆင်ချက်ဥပဒေပါအခွင့်အရေးများကိုတည်ဆဲဥပဒေများနှင့်အညီခန်းစားခွင့်ရရှိစေရမည်လို့ကျွန်တော်တို့ဖြည့်ဆွက်ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဥပဒေတွေကဖွဲ့စည်းပုံအခြေခံဥပဒေအရနောက်ကျောင်းပြန်ပြီးတော့ပြစ်မှုတွေကသတ်မှတ်လို့မရပါဘူး။သို့တော်လည်းဒီဟာကိုလက်ရှိပြည်တံကြခံနေရတဲ့လူတွေလည်းဒီဥပဒေပြင်ဆင်ချက်ကိုခန်းစားခွင့်ရအောင်ဒီလိုဖြည့်ဆွက်ပြင်ဆင်ဖို့အကြံပြုရင်းနဲ့ဆွေးနွေးတင်ပြလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်9မှာဦးမြင့်နိုင်ဆွေးနွေးနေပါပြီလေးစားရပါတဲ့မြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးမြို့သားလွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုတာလီစော့ပါလို့ဥစ္စာပထမနှုတ်ခွန်းဆက်တာဂရဝပြုရပါတယ်ကျွန်တော်ကတော့ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်9မှာမြို့သားလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်နိုင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မြို့သားလွှတ်တော်မှာမူရင်းစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေကိုပြင်ဆင်တဲ့ဥပဒေကြမ်းအပေါ်မှာဆွေးနွေးတော့ပါမယ်ကျွန်တော်ကတော့မြို့သားလွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်ချက်အခန်း၈ကာကြီးရန်ပုံငွေထူထောင်ခြင်းနဲ့စီမံခန့်ခွဲခြင်းဆိုင်ရာထဲမှာပုံမှန်28ခါငယ်ကာကြီးနဲ့ပုံမှန်ခွဲကာကြီးနဲ့ပုံမှန်ခွဲခခွဲကိုကျွန်တော်ဆွေးနွေးတော့ပါမယ်လေးစားအပ်ပါတဲ့မြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာအခန်း၈ကာကြီးပုံမှန်28ခါငယ်ပုံမှန်ခွဲကာကြီးတွင်ပုံမှန်24ပုံမှန်ခွဲကာကြီးခခွဲရာပြည်မှုနဲ့သက်ဆိုင်သည့်ချွေပြောင်းနိုင်သောပစ္စည်းများမချွေပြောင်းနိုင်သောပစ္စည်းများနဲ့ငွေကြေးများကိုပြည်သူ့ဗန္ဒာသိမ်းဆည်းမိချမှတ်၍ပြည်ထောင်စု၏ဗန္ဒာရမုံငွေတို့ပေးသွင်းရမည်ဆိုပြီးပြင်ဆင်ထားတာတွေ့ရပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီပုံမှန်အပေါ်မှာဒီပုံမှန်ရဲ့စာကြောင်းနောက်ဆုံးစာကြောင်းဖြစ်တဲ့ပြည်ထောင်စုရမုံငွေတို့ပေးသွင်းရမည်ဆိုတဲ့နေရာမှာအဆိုပြုပြဋ္ဌာန်းချက်မှာပါရှိတဲ့တိုင်းဒေသကြီးတမဟုတ်ပြည်နယ်ရမုံငွေတို့ပေးသွင်းရမည်ဆိုတဲ့အချက်ကိုကျွန်တော်ထောက်ခံခြင်းပါတယ်အဲ့ဒါကိုထည့်သွင်းပြဋ္ဌာန်းစေခြင်းပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံဟာဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုတည်ဆောက်မြင်ဟုတွေးကြော်ပြီးချီတက်နေတဲ့အချိန်ကာလမှာဗဟိုချုပ်ကိုင်မှုကိုလည်းချော့ချနိုင်တဲ့အပြင်ယခုလက်ရှိပြည်내နဲ့တိုင်းတွေကိုဗန္ဒာငွေခွဲဝေမှုမှာပြည်ထောင်စုဗန္ဒာငွေရန်ပုံငွေမှဘီလီယံပေါင်း1900ကျော်ကိုထောက်ပံ့နေရတယ်ဟုပါရှိပါတယ်အဲ့ဒီထောက်ပံ့မှုကိုလည်းရော်နေစီလာမှာဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ပုံမှန်28ခါငယ်ပုံမှန်ခွဲခခွဲတွင်ဗဟိုအဖွဲ့သည်ပြည်ထောင်စုအစိုးရ၏သဘောတူညီချက်ဖြင့်ပုံမှန်ခွဲကာကြီးရပေးသွင်းခဲ့သည့်ရန်ပုံငွေ၏ရာခိုင်နှုန်းတရက်ကိုမူရင်းစေဝါနှင့်စစ်ကိုပြောင်းလဲစေသောစေဝါများကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ငန်းများအတွက်အသုံးပြုရန်ဆိုပြီးဖြစ်ဆွဲပြင်ဆင်ထားတာတွေ့ရပါတယ်အဲ့ဒီပုံမှန်မှာလည်းစကားရက်တချို့ပါရာခိုင်နှုန်းတရက်ဆိုတဲ့စကားရက်ကိုကျွန်တော်ကတိကျမှုရှိအောင်လိုအပ်သလိုအသုံးပြုနိုင်သလိုဖြစ်နေပါတယ်ကျွန်တော်အနေနဲ့ကအခက်မန်းချေရာခိုင်နှုန်းအနည်းဆုံးတရက်ကိုထည့်သွင်းပြဋ္ဌာန်းတဲ့နယ်လို့ကျွန်တော်ဆွေးနွေးလိုပါတယ်ကျွန်တော်ဆွေးနွေးလိုကတော့ဒီပုံမှန်တစ်ခုပါပဲအားလုံးကျေးဇူးတင်ပါတယ်မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်9မှာဦးတင်အောင်ထွန်းဆွေးနွေးနေပါပြီ
အားလုံးမင်္ဂလာပါလေးစားတဲ့မြို့သားလွှတ်တော်ဥက္ကဋ္ဌနဲ့မြို့သားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်ကမကွေးတိုင်းဒေသကြီးမဲဆန္ဒနဲ့အမှတ်9မြို့သားလွှတ်တော်ကိုယ်စားလှယ်ဦးတောင်ထွန်းပါကျွန်တော်အနေနဲ့ပထမဦးဆုံးဆွေးနွေးမှာကမူရည်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေချမ်းရဲ့အပိုက်9အခန်း9ခေါင်းစဉ်မှာစေဝါသုံးစွဲသူကိုမှတ်ပုံတင်စေကုသပေးခြင်းနှင့်ပြန်လည်ထူထောင်ပေးခြင်းဆိုပြီးမှတ်ပုံတင်ဆိုတာကိုဖြည့်ဆွက်လိုပါတယ်ပြင်ဆင်တဲ့ဥပဒေချမ်းပါပြဋ္ဌာန်းချက်အပိုက်9အပိုက်ခွဲကကြီးမှာမှတ်ပုံတင်၍စေကုသမှုခံယူရမည်အပိုက်ခွဲခခွေးမှာမှတ်ပုံတင်စေကုသပေးရေးနှင့်အပိုက်ခွဲကားငယ်မှာမှတ်ပုံတင်စေကုသခံယူသောလို့ခေါင်းစဉ်နဲ့တူညီစွာဖြည့်ဆွက်လိုပါတယ်ပြင်ဆင်တဲ့ဥပဒေချမ်းရဲ့ဖြည့်ဆွက်ချက်အပိုက်ဂါကြီးကနေဇာမင်ဆွဲအထီးတိုးတော့ကျွန်တော်လည်းသဘောတူပါတယ်အမှန်တန်ကောင်းပါတယ်2016ခုနှစ်အတွင်းမူရည်စေဝါဖမ်းဆီးရမိတဲ့အမှုပေါင်း8000ရှိခဲ့ပြီးတော့မူရည်စေဝါများဓာတုပစ္စည်းများနဲ့ဆက်ဆက်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးမှုတန်ဖိုးကကျပ်တန်းပေါင်း6600ကျော်ဖြစ်တယ်လို့26ရက်6လ2019ရက်နေ့ပြည်ပဆိုင်ရာမူရည်စေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားမှာဒုသမရဦးမြင့်ဆွေကပြောပါတယ်ဖမ်းဆီးရရှိမှုကိန်းဂဏန်းများတဲ့လူအဖွဲ့အစည်းတစ်ခုလူအတိုင်းဝိုင်းတစ်ခုအတွင်းမူရည်စေဝါနဲ့ဆက်နွယ်တဲ့မှုခင်းတွေအန္တရာယ်တွေကြောက်ရွံ့မှုတွေဘလောက်လျှော့ချနိုင်တယ်ဆိုတဲ့အညွှန်းတွေနဲ့ကျွန်တော်တို့တိုင်းတာမှာဖြစ်ပါတယ်ကမ္ဘာကုလသမဂ္ဂမူရည်စေဝါနဲ့ရာဇဝတ်မှုဆိုင်ရာခုံရုံး UNODC ရဲ့2016ခုနှစ်အစီရင်ခံစာအရလူဦးရေ29သန်းခန့်ကမူရည်ဆေးဆွဲရောဂါခံစားနေရတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာဆေးဝါးသုံးစွဲသူများကိုဆေးကုသပေးခြင်းနဲ့ပြန်လည်ထူထောင်ပေးခြင်းဆောင်ရွက်တဲ့နေရာမှာတိုင်းဒေသကြီးပြည်နယ်အလိုက်ဆေးကုသပေးတဲ့လူဦးရေဆေးကုသမှုခံယူသူများရဲ့အသက်အပိုင်းခြားသုံးစွဲတဲ့နီလန်ပညာအရည်အချင်းကိုးကွယ်တဲ့ဘာသာအလုပ်အကင်စတဲ့အချက်အလက်တွေကိုစနစ်တကျဖြစ်စေဖို့အတွက်တိတိကျကျရရှိဖို့ဆိုရင်စတင်ဆေးကုသပေးပြီးဆိုကြတဲ့ကမှတ်ပုံတင်စရင်ပြုစုဖို့ကမဖြစ်မနေလိုအပ်လို့ဖြစ်ပါတယ်နောက်တစ်ခုကပြင်ဆင်တဲ့ဥပဒေချမ်းရဲ့အပိုက်30မူလဥပဒေရဲ့ပုံမှန်30ကိုပယ်ဖျက်တာကိုလည်းကျွန်တော်အနေနဲ့ထောက်ခံပါတယ်မှတ်ပုံတင်ထားခြင်းကတော့ရှိနေရမှာဖြစ်ပြီးဆေးကုသပေးခြင်းနဲ့ပြန်လည်ထူထောင်ပေးခြင်းကိုအမြဲမပြတ်ဆက်လက်စောင့်ကြပ်ကြည့်ရှုပြီးအသွက်မွေးဝမ်းကြောင်းပညာရများသင်ကြားပေးခြင်းလူအသိဝမ်းအတွင်ပြန်လည်ဝင်ဆက်နိုင်ရေးအတွက်ပြင်ဆင်ပေးခြင်းပြန်လည်ထူထောင်ပြီးသူများလူအသိဝိုင်းအတွင်းသို့ပြန်လည်ဝင်ရောက်ပြီးစေဝါပြန်လည်မသုံးဆွဲဖို့အတွက်မူရစ်ကြီးကြပ်ရေးမှုအသင်းများကနောက်ဆက်တွဲဆက်လက်စောင့်ရှောက်ရေးလုပ်ငန်းများလုပ်ကိုင်ရမှာလဲတိကျတဲ့စီရင်များလိုအပ်မှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်လေးစားတဲ့မြို့သားလွှတ်တော်ဥက္ကဋ္ဌနဲ့မြို့သားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြင်ဆင်တဲ့ဥပဒေချမ်းရဲ့အပိုက်15မူလဥပဒေရဲ့ပုံမှန်15နဲ့ပတ်သက်ပြီးတော့မူရစ်စေဝါသုံးစွဲသူများအတွက်ပြည်တိုင်လျှော့ပေါ်ချမှတ်နိုင်ရေးအတွက်ပြင်ဆင်တယ်လို့ကြိုးကြောင်းရှင်းလင်းထားပြီးဥပဒေချမ်းတင်သွင်းရတဲ့ရည်ရွယ်ချက်မှာလည်းလက်ရှိနိုင်ငံတကာတွင်မူရစ်စေဝါသုံးစွဲသူများအားပြစ်မှုကြောင်းအရရေးယူမှုမပြုတော့ဘဲကျန်းမာရေးဆိုင်ရာပြဿနာခံစားနေရသူများအဖြစ်ရှုမြင်၍စေကုသပေးခြင်းနှင့်ပြန်လည်ထူထောင်ပေးခြင်းဆိုတာကိုဖော်ပြထားတာတွေ့ရပါတယ်ဒီနေရာမှာနိုင်ငံတကာနဲ့မြန်မာနိုင်ငံအဲ့ဒီလိုတထက်ထဲမူရစ်စေဝါကိစ္စများရှုမြင်ကြည့်လို့ရပါမလားစေကုသပေးတာနဲ့ပြန်လည်ထူထောင်ပေးတာကတော့လိုအပ်ပါတယ်ပုံမှန်15မှာမှတ်ပုံတင်ပြီးစေဝါကုသမှုခံယူသူများအတွက်အပြစ်ဒဏ်ပေးထားတာမဟုတ်ပါဘူးမှတ်ပုံတင်စေကုသမှုမပြုလုပ်တဲ့စေသုံးစွဲသူကိုသာအပြစ်ပေးဖို့ပြဋ္ဌာန်းထားတာပါဒီလိုအပြစ်ဒဏ်ရှိနေတာတောင်မူရစ်စေဝါသုံးစွဲသူတွေဘလောက်များနေပြီလဲမှတ်ပုံတင်စေကုသမှုမပြုဘဲစေသုံးစွဲသူတွေဖမ်းမိရင်လူမှုရေးအပြစ်ဒဏ်သာရှိတယ်လို့ဆိုလိုက်တာနဲ့တိုးပွားလာမဲ့မူရစ်စေသုံးစွဲသူတွေမမျှော်မှန်းနိုင်အောင်တွေ့ရပါလိမ့်မယ်နောက်တစ်ချက်ကသုံးစွဲသူအများစုဟာဆင်းရဲသူအများစုပါအကြောင်းအမျိုးမျိုးနဲ့စီးဆွဲသွားကြပြီးနောက်ပိုင်းကိုယ်ပိုင်သုံးစွဲဖို့စီးရရှိရေးအတွက်တပိုင်းတနေဖြန့်ဖြူးလာတာကိုတွေ့ရပါတယ်ပြဿနာတစ်ခုကလက်ပေးလက်ယူကိစ္စပါကျွန်တော်တို့နိုင်ငံမှာအာရီကြီးစားပေါ်ပေါက်နေတဲ့လောကတစ်ခုကမူရစ်စေဝါလောကပါကြီးမားပါတယ်ကျေပြန့်ပါတယ်ဖြန့်ဖြူးသူဟာဖမ်းမိလိုက်တာနဲ့တက်တာတဲ့သုံးစွဲသူအဖြစ်နဲ့လက်ပေးပြီးတော့ပြောင်းလဲလိုက်ဖို့အမတန်လွယ်ကူသွားလို့ဖြစ်ပါတယ်မူလဥပဒေရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက်အဟံအတာဖြစ်သွားပါလိမ့်မယ်ဒီအပိုက်နဲ့ဆက်ဆက်တဲ့အပိုက်25ပုံမှန်25ရဲ့ပြင်ဆင်ချက်ကလည်းလွတ်လွတ်လပ်လပ်ကြိုက်တယ်လို့မူရည်စေသုံးစွဲကြတော့လို့ပြဋ္ဌာန်းပေးတယ်လို့ဖြစ်သွားပါလိမ့်မယ်လေးစားတဲ့မြို့သားလွှတ်တော်ဥက္ကဋ္ဌနဲ့မြို့သားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်ပဆိုင်ရာမူရည်စေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်ဆောင်ဖို့ဖြစ်တဲ့ listen fast ဆိုတဲ့ဥစွာနားထောင်ပေးပါဆိုတဲ့နေရာမှာမူရစ်စေသုံးစွဲသူလူကြီးလူငယ်အများစုကဖမ်းခံရရင်လူမှုရေးအပြစ်ဒဏ်ပဲရှိတာမို့
သုံးစွဲဖြစ်နေတာပါဆိုတဲ့အတန်ကိုမကြားလို့တဲ့အတွက်ကျွန်တော်အခုလိုဆွေးနွေးရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်မှတ်8မှာဦးဥက္ကာမင်းဆွေးနွေးနေပါပြီ လေးစားပါတော့မြို့သားလွတ်တော်ဥက္ကဋ္ဌကြီးနဲ့ကွာမြို့သားလွတ်တော်ကြီးတရားလုံးကိုမင်္ဂလာပါဆိုပြီးတော့နှုတ်ခွန်းဆက်တာပြရစီကျွန်တော်ရှိမှာလဲဒီဥပဒေချမ်းနဲ့ပတ်သက်ပြီးတော့လွတ်တော်ကိုယ်စားလှယ်ကြီးတော်တော်များများဆွေးနွေးသွားပြီးဖြစ်ပါတယ်တော်တော်များများလဲတူနေတဲ့အချက်တွေတွေ့ရတဲ့အတွက်အဓိကကျွန်တော်အကြံပြုချက်2ချက်နဲ့အသက်ဖြည့်ဆွဲချက်1ချက်ကိုဒါဆွေးနွေးသွားမှာဖြစ်ပါတယ်လေးစားပါတော့ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်တို့လက်ရှိမူရည်စေဝါနဲ့စစ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေကိုပြန်လည်ပြင်ဆင်တဲ့ဥပဒေချမ်းကိုလေ့လာကြည့်တဲ့အခါမှာအဓိကအချက်ကတော့ကျွန်တော်တို့ကစေဝါသုံးစွဲသူတွေကိုကျွန်တော်တို့ပြည်မှုဆိုင်ရာအရာအရေးယူခြင်းမဟုတ်ဘဲနဲ့လူမှုရေးအကျိုးလူမှုရေးကျူးပလုပ်ငန်းလုပ်ရမယ်လူမှုရေးပြည်တံတာချမှတ်ပေးမယ်ဆိုတဲ့အဓိကအချက်ကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီလိုမျိုးစေဝါသုံးစွဲသူတွေကိုလူမှုရေးပြည်တံပဲပေးမယ်ဆိုတဲ့အတွက်ပထမဦးစွာကြိုးစိုးပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ဒါပေမဲ့လည်းခုနရှေ့ရကိုယ်စားလှယ်ကြီးပြောသားသလိုပဲပထမကြိမ်ကျွန်တော်တို့ဒီဥပဒေမှာကျွန်တော်တို့အားလုံးလေးလာကြည့်မယ်ဆိုရင်ပထမဆင့်ဒီစေဝါသုံးစွဲသူတွေကိုတာမန်ရတက်ဖုံးဝင်တူအားကနေစပြီးတော့ကျွန်တော်တို့ဒီကျမ်းမာရေးမှာစစ်စစ်ဖို့အတွက်အဖြစ်ထွက်လာပြီဆိုတာနဲ့ကျွန်တော်တို့ဒီကျမ်းမာရေးဆောက်ရှောက်မှုကိစ္စကိုပို့ပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုထည့်ပြီးတော့ရေးဆွဲထားတာတွေ့ရပါတယ်ဆိုတော့ဒုတိယကြိမ်ဖြစ်လာရင်ရောဒီလိုပဲကျွန်တော်ဘာတွေလုပ်မလဲเนาะအဲ့ဒီကကျွန်တော်အနေနဲ့အကြံပြုချက်ပေးလိုပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီပြီးခဲ့တဲ့ကျွန်တော်တို့မူလဥပဒေမှာရှိတဲ့1993မူရည်စေဝါနဲ့စစ်ကိုပြောင်းလဲပြီးတော့စေဝါများဆိုင်ရာဥပဒေအရဖတ်ရှိပြီးသားဖြစ်တဲ့အမိန့်ညွှန်ကြားချက်တွေကိုလည်းတချို့လက်ရှိဥပဒေနဲ့မညီတဲ့ဟာတွေကိုလည်းပြန်လည်ပြီးတော့ပြင်ဆင်သင့်တယ်ဒါမှမဟုတ်ကျွန်တော်တို့အမိန့်ကြော်ညာစာတွေပြန်လည်ရုပ်သိမ်းသင့်တယ်ဆိုတဲ့အကြောင်းအကြံပြုဆွေးနွေးလိုပါတယ်ဥပမာပေးရမယ်ဆိုရင်ကျွန်တော်တို့1995ခုနှစ်ကထုတ်ထားတဲ့ဒီမူရည်စေဝါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမိန့်ညွှန်ကြားချက်တစ်ခုမှာကျန်းမာရေးဌာနမှာရှိတဲ့ဆရာဝန်တွေကိုထုတ်ထားတဲ့အမိန့်ညွှန်ကြားချက်တစ်ခုမှာဆိုရင်ဆရာဝန်တွေဒီကျွန်တော်တို့ညွှန်ကြားချက်မရှိဘဲနဲ့မူရည်စေဝါသုံးစွဲသူတွေကိုစေဝါထုတ်ပေးခွင့်မရှိပါဘူးပြီးတော့သတ်မှတ်ထားတဲ့နေရာကျန်းမာရေးစောက်အောင်မဟုတ်ဘူးဆိုရင်ဆရာဝန်တွေကစေကူတာခွင့်မရှိပါဘူးအဲ့တော့ guideline ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ချပေးထားအောင်ကျွန်တော်တို့တွေ့ရပါတယ်လက်ရှိပြန်လည်ပြင်ဆင်မဲ့ဥပဒေနဲ့ဆိုရင်ဒီညွှန်ကြားချက်ကမကန့်ညီတော့တဲ့အတွက်ဒါကိုလည်းပြန်လည်ပြီးတော့ရုပ်သိမ်းဖို့အမိန့်ညွှန်ကြားစာထုတ်ပြန်သင့်တယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပြုချက်2အနေနဲ့ကျွန်တော်ဆွေးနွေးလိုပါတယ်အသက်ပြည့်စွက်ချက်တစ်ခုမှာကျွန်တော်အထွေထွေခန်းမှာပြည့်စွက်ချင်ပါတယ်အရှိရကိုယ်စားလှယ်ကြီးပြောပြီးသားလည်းဖြစ်ပါတယ်ကျွန်တော်တို့အခုပြဋ္ဌာန်းမဲ့ဥပဒေသည်ပြန်လည်ပြင်ဆင်တဲ့ဥပဒေသည်မူရည်စေဝါသုံးစွဲသူတွေကိုလူမှုရေးပြည်တံပေးမှဖြစ်တဲ့အတွက်အရင်မူရည်စေဝါသုံးစွဲသူတွေကိုလည်းဒီဥပဒေရဲ့အကျိုးကိုခံစားစေချင်တာဖြစ်တဲ့အတွက်ကျွန်တော်အသက်ပြည့်စွက်ရခြင်းဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့1983ခုနှစ်စကရများနဲ့တိတ်ပဲဖွင့်ဆိုရေးဥပဒေအခန်း2ပုံမှန်3ပုံမှန်ခွဲ9မှာလည်းကျွန်တော်တို့ဆိုထားပါတယ်နောက်ကျောင်းပြန်တော့ကျွန်တော်တို့အကျိုးသက်ရောက်မှုမရှိဘူးလို့ရေးထားရင်ကျွန်တော်နောက်ကျောင်းပြန်အကျိုးသက်ရောက်မှုမရှိစေရဘူးအကယ်၍နောက်ကျောင်းပြန်အာဏာသက်ရောက်မှုရှိစေရမည်ဟုအတိလင်းပြဋ္ဌာန်းထားမယ်ဆိုရင်တော့ပြန်ပြီးတော့သက်ရောက်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုစောင့်နေတာဖြစ်တဲ့အတွက်ဤဥပဒေသည်နောက်ကျောင်းပြန်၍အာဏာသက်ရောက်မှုရှိစေရမည်ဆိုပြီးတော့အထွေထွေခန်းမှာအသစ်ပြန်လွယ်ဖြည့်ဆွက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်30မှာဦးစိုးသိန်းကောင်ဦးမောင်စိုးဆွေးနွေးနေပါပြီလေးစားပါတယ်မြို့သားလွတ်တော်ဥက္ကဋ္ဌကြီးနဲ့တော့မြို့သားလွတ်တော်ကိုယ်စားလှယ်တော်ကြီးများကိုယ်စိတ်ပါပေးအောင်ခေါ်ပြီးတော့ကျမ်းမာစေကြောင်းဆုမွန်တောင်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့တနင်္သာရီတိုင်းဒေသကြီးမြို့သားလွတ်တော်ကိုယ်စားလှယ်ဦးစိုးသိန်းခေါ်ဦးမောင်စိုးဖြစ်ပါတယ်ကျွန်တော်မွေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောဆိုင်ရာဥပဒေချမ်းနဲ့ပတ်သက်ပြီးတော့ပြင်ဆင်ချက်တစ်ခုနဲ့ဖြတ်ချက်တစ်ခုအသစ်ဖြစ်ဆက်ချက်2ချက်ကိုကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်လေးစားပါလို့ဥက္ကဋ္ဌကြီးခင်ဗျာပါဝါပိုက်နဲ့ကျွန်တော်တောင်းဆိုခွင့်ပြုပါကျွန်တော်ပထမဆုံးအနေနဲ့ပုံမှန်6ခန်းငယ်ရဲ့ပုံမှန်ခွဲငယ်ဂါကြီးဖြစ်ပါတယ်ရတဖွဲ့ဝင်သည်မူရစေသုံးဆွဲကြောင်းတန်ရရှိသူဟာပထမစစ်ဆေးချက်ခံယူရန်နဲ့မူရစေသုံးဆွဲကြောင်းတွေ့ရှိပါကစေကူတမှုခံယူနိုင်ရန်ကျန်းမာရေးနဲ့အာရုံဝန်ကြီးဌာနကသတ်မှတ်ထားတဲ့ဌာနဂေဟာသို့မဟုတ်အစိုးရဒီကိစ္စလွန်ကအတိမတ်ပြုထားသည့်အနည်းဆုံးစေကူဌာနဂေဟာသို့အနံ့နိုင်သည်လို့ပြင်ဆင်ဒီနေ့မှာကျွန်တော်ပြင်ဆင်ဖြစ်ဆွဲချင်တာအနီရောင်နဲ့ပြထားတဲ့တို့ရာတွင်လက်ဝဲထားရှိကြောင်းပေါ်ပေါက်ပါကတည်ဆဲဥပဒေနဲ့ညီတရားရုံးတို့တင်ပို့ရမည်လို့ကျွန်တော်လာပြင်ဆင်ဖြစ်ဆက်ချင်ဒါလည်းပါမူစေသုံးဆွဲလူတွေဟာနောက်ပိုင်းပါဖြစ်လာတဲ့အခါကျပ
ဒီမွေးစေဝါဖြစ်တဲ့ WA စေဝါတွေကိုလက်တီရောင်းသူတွေဟာတုံးလဲတုံးရောင်းလဲရောင်းဖြစ်နေတာတုံးရောင်းဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဒါဟာဥပဒေရကျွန်တော်တို့ဒါလက်ဝယ်ထားရှိကြောင်းတွေ့ရှိရင်ဒါဥပဒေရတရားစွဲဆိုရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုဒီတုံးရောင်းသူတွေဖြစ်နေတဲ့အတွက်ဒီဥပဒေကိုကျွန်တော်ကပြစ်ဒဏ်ပေးတဲ့တယ်လို့ယူဆပြီးတော့ကျွန်တော်ကဒါကိုဆွေးနွေးတာဖြစ်ပါလက်ဝယ်ထားရှိခြင်းဆိုတဲ့နေရာမှာလဲမူလဥပဒေဒိဗ္ဗဖွင့်ဆိုထားတဲ့အတိုင်းလူတဦးရဲ့ကိုယ်ခန္ဓာနေအိမ်ဥပဇာယင်ပစ္စည်းတစ်ခုခု၌ရှိခြင်းအစီအမံနဲ့ထားရှိခြင်းကိုလည်းပါဝင်ပါတယ်နောက်ထပ်ကျွန်တော်ပုံမှန်30ကိုကျွန်တော်ဆွေးနွေးပါမယ်ပုံမှန်30ကကျွန်တော်အတိဖြစ်ဆက်တာဖြစ်ပါတယ်ဒီပုံမှန်30ကဥပဒေကော်မတီကမူလဥပဒေ30ကိုပယ်ဖျက်ထားပါတယ်ဒီပယ်ဖျက်ထားတဲ့နေရာမှာကျွန်တော်အစားထိုးဖြစ်ဆက်ချင်တာဖြစ်ပါတယ်မွေးစေသုံးဆွဲသူစေကူတာမှုခံယူနေစဉ်ထိုသူအားမိခွန်နေသောမိသားစုကိုတတ်နိုင်သမျှကိုကြီးစောင့်ရှောက်ရမယ်လို့ဒါကျွန်တော်သိပြထားတာဖြစ်ပါတယ်ဒါမူလဥပဒေ17ကလည်းမူလဥပဒေ17မှာမိခိုထားသောမိသားစုကိုမိခိုနေသောဒီစေကူတာခံယူတဲ့မိခိုနေသောမိသားစုကိုလိုအပ်တယ်လို့ကိုကြီးစောင့်ရှောက်ရမယ်လို့မူလဥပဒေမှာလည်းပြဋ္ဌာန်းထားပြီးရှိတဲ့အတွက်ဒီဥပဒေကပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြင်ဆင်ပြီးတော့ထည့်သွင်းတယ်လို့ဆိုဒါလည်းဒီဥပဒေရဲ့ရည်ရွယ်ချက်ဒီဥပဒေထုတ်တဲ့ရည်ရွယ်ချက်ရှိတယ်ဒီဥပဒေရဲ့ရည်ရွယ်ချက်ကလည်းအရေးကြီးတဲ့စိတ်ပိုင်းတစ်ခုဖြစ်တယ်စေသုံးဆိုးနေတဲ့လူတွေကသူကလမ်းကြောင်းမှန်ပေါ့သူကပြန်တက်ချင်ပေမဲ့မိမိရဲ့ကိုယ့်ရဲ့ background ကိုသူပြန်ခဲ့တယ်မိသားစုရဲ့စာဝတ်နေရေးကြောင့်သူကမွေးစီတားကောင်ဖြစ်နေပဲသူ80တိုးခဲ့တာတွေရှိပါတယ်ဒါလည်းဒီမိခိုနဲ့မိသားစုစာဝတ်နေရေးကိုနိုင်ငံတော်ကနေပြီးတော့ဒါတတ်နိုင်တဲ့လောက်ကူညီထောက်ပံ့တယ်ဆိုရင်ဒါစေသုံးဆွဲနေတဲ့လူတွေကသူကစစ်ဖြတ်ချင်တဲ့စိတ်ပေါ်လာမယ်နောက်ပြီးတော့လမ်းကြောင်းမှန်ကိုပြန်လောက်နေတဲ့အတွက်ဒီပြဋ္ဌာန်းချက်ကိုကျွန်တော်အသိဖြစ်စေချင်တာလည်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ပုံမှန်15ဖြစ်ပါပုံမှန်15ကကျွန်တော်ပယ်ဖြတ်ထားတဲ့ပယ်ဖြတ်မှမူလဥပဒေပယ်ဖြတ်ချင်တဲ့ပုံမှန်ဖြစ်ပါတယ်ဒီပယ်ဖြတ်တဲ့နေရာမှာကျွန်တော်ပုံမှန်15ကိုအသိဖြစ်စေချင်တာကတော့မွေးစေသုံးဆွဲသူဒီအသက်16နှစ်မပြည့်သေးသူဖြစ်ပါကလိုအပ်ရင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနကတည်ဆောင်ထားတဲ့ထိန်းသိမ်းရေးစခန်းသို့မဟုတ်စေတနာဝန်ထမ်းဂေဟာသို့ပို့အပ်ရမည်ထိုစကားရက်တွင်မိဘအုပ်ထိန်းသူသို့မဟုတ်ကြီးကြပ်သူထံ3နှစ်ထက်မပိုသောကာလအတွင်းမွေးစေဝါမသုံးဆွဲစဉ်ရန်ခံဝင်ကြုံးဖြင့်လည်းအနိုင်သည်လို့ဒါအပြစ်စစ်သက်ခြင်းဖြစ်ပါတယ်ဒါလည်းပညာသင်ကြားနေစေဖြစ်တဲ့ကျောင်းသူကျောင်းသားတွေနဲ့16နှစ်မပြည့်သေးတဲ့ကလေးတငယ်တွေဟာမွေးစေဝါကိုစမ်းသပ်သုံးဆွဲရင်းကနေပြီးတော့ကလေးတငယ်တွေဟာဒါမွေးစေဝါကိုသုံးဆွဲမိတာလည်းဖြစ်ပါတယ်ဒီကလေးတငယ်တွေဖြစ်ပြီးဆိုရင်ကလေးတငယ်တွေပြည်သူပြောထောင်ရမှာမိဘအုပ်ထိန်းသူသာလည်းမူလတာဝန်ဖြစ်တယ်လို့ကလေးတငယ်နဲ့ပတ်သက်တဲ့အခွင့်အရေးဆိုင်ရာနေပါကျွန်တော်ဏ္ဍာနေမှာရှိထားပါတယ်ဒါကြောင့်မို့နောက်ကလေးတငယ်တွေပြည်မှုကျူးလွန်တဲ့ခါမှာမြို့နယ်ကလေးတငယ်တရားရုံးကတရားသူကြီးဟာတရားသူရဲ့စင်ကြုံတရားနယ်မှာပြည်မှုဆိုင်ရာကျွန်တော်ဥပဒေ906ရလဲသူကကျင့်သုံးခွင့်ရှိတယ်စီခွင့်အာဏာရှိပါထိုကလေးတငယ်ကိုစိုးဆုံးမှ၍ပြန်လွှတ်ပေးနိုင်တယ်နောက်ပြီးတော့အပြစ်ဒဏ်စီရင်ခြင်းနောက်ပြီးတော့ခံဝင်ကြောင်းနဲ့လည်းအစမ်းတက်လွတ်ထားခြင်းမျိုးလည်းပြုနိုင်ပါတယ်ဒါကဘာလို့လဲဆိုတော့ဥပဒေရအကာအကွယ်ပေးထားခြင်းလည်းဖြစ်တယ်ဒါပြမှုပြစ်ဒဏ်စီရင်ခြင်းလည်းမဟုတ်တဲ့အတွက်ကျွန်တော်ဒီလိုဖြစ်เสียခြင်းဖြစ်ပါတယ်ကလေးတငယ်တွေကိုနိုင်ငံတော်ကအလေးထားရလဲရောက်တယ်လို့ကာကွယ်ရလဲရောက်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီဥပဒေကိုအသစ်ပြဋ္ဌာန်းခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးမကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်4မှာဦးအောင်ကြည်ညွန့်ဆွေးနွေးနေပါပြီလေးစားပါတော့ဥက္ကဋ္ဌကြီးနဲ့တကွာမြို့သားလွှတ်တော်ကိုယ်စားလှယ်ကြီးကိုမင်္ဂလာပါလို့ခါတော်ကပြုနှုတ်ခွန်းဆက်တာပါတယ်ဒီဥပဒေကိုပြင်ဆင်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့ရှိရကိုယ်စားလှယ်တော်ကြီးများပြင်ဆင်လို့တဲ့အပက်အချက်လက်များကိုတစ်ခုချင်းဆွေးနွေးပြီးတော့ရှင်းလင်းသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီဥပဒေကိုပြင်ဆင်ရခြင်းရဲ့အနှစ်သာရနဲ့ပြင်ဆင်ရခြင်းရဲ့အချိန်ကာလဆိုတဲ့ရှုထောင့်တစ်ခုကနေပြီးတော့ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီဥပဒေကိုကျွန်တော်ပြင်ဆင်ရတဲ့ဒီအဓိကအခြေခံအကြောင်းတစ်ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ1962ခုနှစ်မှာကုလသမဂ္ဂရဲ့ဌာနချုပ်မှာလုပ်ခဲ့တဲ့နိုင်ငံပေါင်း83နိုင်ငံပါဝင်ခဲ့တဲ့ကျွန်တော်တို့ Single Conventions of Narcotic Drugs 1961ဆိုတဲ့ညှိနှိုင်းချက်မှာမြန်မာနိုင်ငံလည်းကိုစားပြုတက်ရောက်ခဲ့ပါတယ်အဲ့လိုကိုစားပြုတက်ရောက်ခဲ့တဲ့ဒီဥပဒေထဲမှာ Article 38မှာကျွန်တော်ဘာဖော်ပြထားလဲဆိုတော့ကျွန်တော်တို့ဒီအဖွဲ့ဝင်နိုင်ငံများဟာမူရစ်စေဝါနဲ့သုံးဆွဲသူတွေကိုရှာဖွေဖော်ထုတ်ခြင်းကုသခြင်းပညာပေးခြင်းပြန်လည်ထူထောင်ခြင်းစတဲ့ကိစ္စရပ်များကိုဆောင်ရွက်ပေးမယ်လို့ကတိပြုရမယ်လို့ပါပါတယ်
အပိုက်2မှာတော့ article 38ရဲ့အပိုက်2မှာကတော့ဒါနဲ့ပတ်သက်လို့စီစဉ်ဆောင်ရွက်ရမယ့်ဝန်ထမ်းတွေကိုလည်းပဲတင်နန်းပေးရမယ်လို့ပါပါတယ်အပိုက်3မှာတော့သူတည်တနာပြုလုပ်သူများကိုအကူအညီဆောင်ရွက်ပေးဖို့အများပြည်သူပူးပေါင်းပါဝင်ခွင့်ရရှိစေဖို့နဲ့အများပြည်သူသိရှိစေနိုင်ဖို့ရန်အတွက်ကိုလည်းပဲစီစဉ်ဆောင်ရွက်ရမယ်လို့ပါပါတယ်အဲ့ဒီနိုင်ငံမှာလည်းကျွန်တော်တို့မြန်မာနိုင်ငံက62ခုနှစ်ကလေးကပါခဲ့ပြီးဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Global Commissions on the Drug Policy ဆိုတဲ့ကျွန်တော်တို့တကယ်နိုင်ငံတကာအဖွဲ့ကြီးတစ်ခုကလက်ရှိနေတဲ့အခြေအနေနဲ့သုံးသပ်ပြီးဖော်ပြထားတာကတော့ပြစ်ဒဏ်ပေးတဲ့နည်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ဒီ policy ဟာအခုထိရောက်မှုအလွန်နည်းတယ်သို့မဟုတ်ရင်ထိရောက်မှုမရှိဘူးလို့ပေါ်ပေါက်လာခဲ့ရတဲ့ရလဒ်များထင်ရှားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ခေတ်အခါကာလမှာမူရစ်စေဝါပြဿနာကိုကုညီဖြောင်းပြခြင်းစေကုသခြင်းပြန်လည်ပြင်ဆင်ခြင်းတို့ကိုဖြည့်ရှင်းနေခြင်းအပြင်အတိုင်းအတာတစ်ခုတည်းအောင်မြင်ခဲ့ပြီးဖြစ်တဲ့ကိုတွေ့ရှိရတယ်ဆိုပြီးတော့ကျွန်တော်လေ့လာသုံးသပ်ထားပြီးသားဖြစ်ပါတယ်အဲ့ဒီပုံမှာမူတည်ပြီးတော့မြန်မာနိုင်ငံအနေနဲ့အခုဒီနေ့ရင်ဆိုင်နေရတဲ့ကိစ္စဟာအိမ်တွင်းပြဿနာတစ်ခုအနေနဲ့ကိုယ်နိုင်ငံကိုယ့်ဘက်ကိုဖြည့်ရှင်းနေရမယ်ဆိုတော့တွားလို့ရနိုင်တော့တဲ့အနေအထားမျိုးမဟုတ်တော့ဘဲနဲ့ပြင်ဆင်ခြင်းရဲ့ရည်ရွယ်ချက်မှာဖော်ပြထားပြီးသားအတိုင်းနိုင်ငံတကာလူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အရေးကြီးလိုအပ်လာနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဓိကရှုထောင့်ဖြစ်တဲ့ကျွန်တော်တို့မူရစ်စေဝါကိုဒီနေ့သုံးစွဲနေသူများဟာရာဇဝတ်ပြစ်မှုကျူးလွန်သူများဆိုတဲ့အဖြစ်အမြင်မျိုးကနေပြီးတော့ကျန်းမာရေးဆိုင်ရာပြဿနာကိုခံစားနေရတဲ့အဖြစ်လို့ပြောင်းလဲပြီးတော့မြင်နေပြီဖြစ်ပါတယ်။ဒါကိုကုစားနိုင်မှုရအတွက်ပြင်ဆင်ချက်ဥပဒေမှာနောက်ထပ်ဖြည့်ဆည်းရမယ်အသစ်ဖြည့်ဆည်းပေးထားတဲ့အချက်လက်တွေကျွန်တော်တို့အများကြီးထည့်သွင်းထားတာကိုတွေ့ရပြီဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်ပြင်ဆင်တဲ့အချိန်ကာလဆိုတာနဲ့ပတ်သက်လို့ဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဗမာနိုင်ငံမှာအခုလက်ရှိနေမူရစ်စေဝါတိုက်ဖျက်ရေးနဲ့ပတ်သက်လို့ပြည်စုံရမယ့်အချိန်ကာလအထိကျွန်တော်တို့စီမံချက်ချပြီးဆောင်ရွက်နေတာဟာအခုဒီနေ့အချိန်တွေထိရောက်ရှိလာပါပြီအခြေအနေကိုရကြည့်လိုက်တဲ့အခါကျတော့တည်ဆဲဥပဒေများနဲ့တည်ဆဲအရေးယူဆောင်ရွက်မှုများနဲ့တော့ဒီပြဿနာကိုဖြေရှင်းနိုင်တဲ့အနေအထားမရှိဘူးဆိုတာကိုလက်တွေ့အားဖြင့်ကိုကျွန်တော်တို့ပေါ်ပေါက်နေပြီးသားဖြစ်နေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဥပဒေတရက်ကိုစဉ်းစားတဲ့အခါမှာလူအဖွဲ့အစည်းကိုဘယ်လိုအကျိုးပြုနိုင်မလဲလို့စဉ်းစားကြတဲ့အခါကျတော့ပြစ်ဒဏ်ပေးမှုကြီးတဲ့ကြီးတွားခဲ့တဲ့အချိန်ကာလတွေကအခုလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကနေစပြီးဒါမှန်ကန်တဲ့နီလာမဟုတ်တော့ဘူးပြုပြင်ပြောင်းလဲဖို့လိုပြီလို့နိုင်ငံတကာ trend ကလည်းပေါ်ပေါက်နေပြီဖြစ်ပါတယ်ဒါကြောင့်မို့လို့တကယ်တော့နိုင်ငံမှာရှိနေတဲ့ရန်တရားတွေ infrastructure တွေနောက်နိုင်ငံတကာနိုင်ငံတွင်းထဲမှာရှိတဲ့ mechanism တွေ tools တွေပြည့်စုံမှဥပဒေတရက်ကိုပြဋ္ဌာန်းရမယ်ဆိုရင်သွားရမယ့်အစီအစဉ်ဟာရှေ့နောက်လွဲနေပါတယ်ဒါကြောင့်ကျွန်တော်နိုင်ငံမှာတကယ်လိုအပ်တဲ့ infrastructure တွေတည်ဆောက်ဖို့တကယ်လိုအပ်တဲ့ mechanism တွေတည်ဆောက်ဖို့တကယ်လိုအပ်တဲ့ tools တွေတကယ်ဖြစ်ဖို့ ਨੇ တကယ် rule of law အကောင့်ထဲပေါ်ဆောင်ရွက်ဖို့ဆိုရင်အရေးကြီးဆုံးလိုအပ်တာကပထမဆုံးဥပဒေပြဋ္ဌာန်းဖို့လိုပါတယ်ဥပဒေကိုပြဋ္ဌာန်းပြီးတော့အဲ့ဒီဥပဒေနဲ့အညီလိုအပ်တဲ့ဆောင်ရွက်ချက်များကိုကျွန်တော်ဆောင်ရွက်မှာကျွန်တော်တို့ဒီပြဿနာကိုနိုင်နင်းဖြေရှင်းနိုင်ဖို့ကျွန်တော်နိုင်ငံတကာရဲ့မျက်နှာစာအပါအဝင်ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ကြီးနဲ့ကောနိုင်ငံတွေနဲ့ကောဒီအပေါ်မှာအလေးနဲ့ထားစီစဉ်ဆောင်ရွက်မယ်ဆိုတော့ပေါ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအချိန်ကာလဟာတတ်မှတ်ထားတဲ့အခြေအနေတွေအရေးချင်းတွေဘတ်ဂျက်တွေပြည့်စုံသွားပြီးတော့မှဥပဒေကိုပြဋ္ဌာန်းရမှာမဟုတ်ဘဲနဲ့ဥပဒေကိုပြဋ္ဌာန်းပြီးတော့ကျွန်တော်တို့စီမံချက်တွေအောင်မြင်ဖို့ရအတွက်ဆက်လက်ပြီးတော့ဆောင်ရွက်ရမယ့်အခါမှာဒီအချိန်ကာလမှာဒီဥပဒေကိုအရေးကြီးပြင်ဆင်ရလိုအပ်တဲ့အချိန်ကာလအားဖြင့်လဲကိုက်ညီလျက်ရှိပါကြောင်းတင်ပြရင်းညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ဆွေးနွေးချက်နဲ့ပတ်သက်ပြီးအမျိုးသားလွှတ်တော်ဥပဒေချမ်းကော်မတီကပြန်လည်ကြားနာဆောင်ရွက်ဖို့ဆုံးဖြတ်ပါတယ်အစီအစဉ်7ဖြစ်ပါတယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအမျိုးသားလွှတ်တော်နိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကော်မတီလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုအမျိုးသားလွှတ်တော်သို့ပေးပို့ထားပါတယ်ယခုနိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကော်မတီကအစီရင်ခံစာကိုဖတ်ကြားတင်သွင်းဖို့ဖိတ်ခေါ်ပါတယ်လေးစားပါတော့မြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွ
မြို့သားလွှတ်တော်ကိုယ်စားလှယ်များကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်မြို့သားလွှတ်တော်နိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ဥက္ကဋ္ဌဒေါက်တာတန်းဝင်းဖြစ်ပါတယ်ဒုတိယကြိမ်မြို့သားလွှတ်တော်ကာလ1ရက်3လ2019မှ25ခု2019အတွင်းနိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့လှုပ်ဆောင်ချက်များကိုကော်မတီရဲ့ကိုယ်စားတင်ပြအစီရင်ခံသွားမှာဖြစ်ပါတယ်ကော်မတီဖွဲ့စည်းခြင်းမြို့သားလွှတ်တော်နိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကော်မတီကိုမြို့သားလွှတ်တော်က19ရက်2လ2016မှာဖွဲ့စည်းခဲ့ပြီးတော့6ရက်12လ2016နဲ့14ရက်3လ2019နေ့များမှာပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်ကော်မတီရဲ့ဆောင်ရွက်ချက်များကာယီကော်မတီအစည်းအဝေးများကျင်းပခြင်းကော်မတီအစည်းအဝေးများကိုအစီရင်ခံတဲ့ကာလအတွင်းမှာစုစုပေါင်း9ကြိမ်ကျင်းပခဲ့ပါတယ်အဆိုပါအစည်းအဝေးတွေများနဲ့အတူဒေါက်တာတန်းဝင်းက One Belt One Road နဲ့ပတ်သက်၍၎င်းဗိုလ်မှူးဇမနာကစင်ကာပူနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာများကို၎င်းဦးမောင်မောင်လက်ကအိန္ဒိယနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာများကို၎င်းဒေါက်တာဦးကျွယ်ကျွယ်ကဗီယက်နမ်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာများကို၎င်းဦးဆောင်လေ့လာဆွေးနွေးခဲ့ပါတယ်ကာကွယ်ဝန်ကြီးဌာနများနှင့်တွေ့ဆုံဆွေးနွေးခြင်းနိုင်ငံတကာရေးရာကိစ္စရပ်များသိရှိလေ့လာနိုင်ရန်နဲ့ကော်မတီဝင်များရဲ့ရည်သွေးတိုးတက်မြင့်မားစေဖို့အတွက်နိုင်ငံခြားရေးဝန်ကြီးဌာနရှိကျွမ်းကျင်သူရရှိကြီးများနဲ့လွှတ်တော်အစည်းအဝေးကာလအတွင်းမှာပုံမှန်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်14ရက်3လ2019နှစ်မှာတရမန်ရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်ကျော်ဦး30ရက်5လ2019မှာနိုင်ငံတကာရေးရာဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်ကို9ရက်6လ2019မှာအာဆီယံရေးရာဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးဦးထွန်းလင်းဆွေ73ရက်6လ2019မှာမဟာဗျူဟာလေးလာရေးနဲ့လေ့ကျင့်ရေးဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်ဒေါ်ကေတီဆို20ရက်6လ2019မှာပြည်ပဆိုင်ရာအဖွဲ့အစည်းများနဲ့စီးပွားရေးဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်မိုးမွေးခိုင်29ရက်6လ2019မှာကောင်စစ်ရေးရာနဲ့ဥပဒေရေးရာဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်ဦးမျိုးတင့်နောက်4ရက်9လ2019မှာစီမံကိန်းနဲ့စီမံရေးရာဦးစီးဌာနကညွှန်ကြားရေးမှူးဦးစိုးသက်နောင်တို့နဲ့သက်ဆိုင်ရာဦးစီးဌာနအသီးသီးရဲ့နိုင်ငံတကာရေးရာနဲ့တန်တမာရေးရာကိစ္စအများကိုလာရောက်ရှင်းလင်းဆွေးနွေးတာတက်ရောက်ခဲ့ပါတယ် PowerPoint အသုံးပြုခွင့်ပေးပါခင်ဗျာပြည်ပအဖွဲ့အစည်းများနဲ့တွေ့ဆုံခြင်း International IDEA Institute for Democracy and Electoral Assistance မြန်မာဌာနေကိုယ်စားလှယ် Mr. Mark McDowell ဦးဆောင်တဲ့အဖွဲ့နဲ့10ရက်3လ2019မှာတွေ့ဆုံရမှာပြည်ထောင်စုလွှတ်တော်မှာအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များနဲ့လေယာဉ်မြေနဲ့တယံဇာတဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်တဲ့ဟောပြောပွဲများကိုကျင်းပဖို့ဆွေးနွေးခဲ့ပါတယ်စင်ကာပူနိုင်ငံ ISEAS Yusof Ishak တက္ကသိုလ်ကပြင်သစ်သုတေသီဒေါက်တာရီနိုအာတီဂိုနဲ့73ရက်3လ2019မှာတွေ့ဆုံရမှာဥပဒေပြုမှုစောင့်ကြပ်ထိန်းကွပ်မှုမဲဆန္ဒရှင်ပြည်သူများကိုကိုစားပြုမှုတာဝန်များနဲ့ပတ်သက်ပြီးလက်တွေ့ဆောင်ရွက်နေမှုများလွှတ်တော်တွင်ကော်မတီရဲ့လုပ်ငန်းများအကြောင်းကိုဆွေးနွေးခဲ့ကြပါတယ်အမေရိကန်နိုင်ငံဝါရှင်တန်အခြေစိုက်အမေရိကန်တရုတ်လုံခြုံရေးနဲ့စီးပွားရေးဆိုင်ရာပြန်လည်သုံးသပ်ရေးကော်မရှင်ကအဖွဲ့ဝင်များနဲ့26ရက်5လ2019နေပြည်တော်ဟီလ်တန်ဟိုတယ်မှာကော်မတီအဖွဲ့ဝင်တို့ကမြန်မာတရုတ်နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကိုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်ရန်ကုန်မြို့အခြေစိုက်ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံတန်အမတ်ကြီးမစ္စတာဂျွန်ဟိုဘော်နဲ့15ရက်6လ2019မှာတွေ့ဆုံရမှာနိုင်ငံလွှတ်တော်ချင်းချင်းချစ်ကြည်ရင်းနှီးရေးအဲဒီကတဆင့်ပြည်သူချင်းချစ်ကြည်ရင်းနှီးရေးနိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးရေးကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်ရန်ကုန်အခြေစိုက်အမေရိကန်တန်အမတ်ကြီးမစ္စတာစကော့မာဆီယယ်နဲ့9ရက်9လ2019တွေ့ဆုံရမှာ USAID NDI Parliamentary Resource Center ကလွှတ်တော်ကိုယ်စားလှယ်များအတွက်ဆောင်ရွက်ပေးတဲ့ကိစ္စရပ်များနဲ့လွှတ်တော်ကော်မတီများလွှတ်တော်ကိုယ်စားလှယ်များရဲ့လုပ်ငန်းကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါတယ်ရန်ကုန်မြို့အခြေစိုက်ကာတာနိုင်ငံတန်အမတ်ကြီးမစ္စတာဟာဆန်ဘင်မိုဟာမက်ရဖေအယ်အီမာဒီနဲ့24/2019မှာတွေ့ဆုံရမှာကာတာနိုင်ငံနဲ့အာရပ်နိုင်ငံများရဲ့ဆက်ဆံရေးအကြောင်းနဲ့ကာတာမြန်မာနှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကိစ္စရပ်များအကြောင်းတို့ကိုယင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်အလို့ရုံဆွေးနွေးပွဲများဟောပြောပွဲများတက်ရောက်ခြင်းကော်မတီဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာလွှတ်တော်အတွင်းနဲ့လွှတ်တော်ပြင်ပမှာကျင်းပတဲ့အလို့ရုံဆွေးနွေးပွဲများဟောပြောပွဲများကိုအစီရင်ခံတဲ့ကာလအတွင်းမှာ24ကြိမ်တက်ရောက်ခဲ့ပါတယ်ပြည်ပခရီးစဉ်များ17ရက်5လ2019က73ရက်5လ2019အထိ
Inter-Parliamentary Union မှာ Vietnam နိုင်ငံဟိုချီမင်းမှာကျင်းပတဲ့ Responding to Climate Change Actions of Legislation to Achieve the SDGs ဆွေးနွေးပွဲကိုပြည်ထောင်စုလွှတ်တော်နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာပူးပေါင်းကော်မတီဥက္ကဋ္ဌဒေါက်တာတန်းဝင်းတက်ရောက်ခဲ့ပါတယ်။22 ရက်6လ2019ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ A Policy Forum of the Legal Framework on ASEAN Mutual Recognition Arrangement The Need for National Regulatory Change ဆွေးနွေးပွဲကိုကော်မတီအဖွဲ့ဝင်ဦးရှန်အောတက်ရောက်ခဲ့ပါတယ်။ IPU ဆိုင်ရာပူးပေါင်းအဖွဲ့ IPA ဆိုင်ရာပူးပေါင်းအဖွဲ့ဆောင်ရွက်ချက်များပြည်ထောင်စုလွှတ်တော်နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာပူးပေါင်းကော်မတီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး2ကြိမ်သို့ပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့အမျိုးသားလွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနဲ့အဖွဲ့ဝင်9ဦးတက်ရောက်ခဲ့ပါတယ်။ပြည်ထောင်စုလွှတ်တော်အာဆီယံပါလီမန်များညီလာခံဆိုင်ရာပူးပေါင်းကော်မတီအစည်းအဝေး2ကြိမ်သို့ပူးပေါင်းကော်မတီအတွင်းမှုအဖြစ်တာဝန်ယူတဲ့အမျိုးသားလွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းမှုနဲ့အဖွဲ့ဝင်6ဦးတက်ရောက်ခဲ့ပါတယ်။အာဟာရမြင့်တင်ရေးလှုပ်ရှားမှု Scaling Up Nutrition SUN Movement ဆိုင်ရာလွှတ်တော်တွင်ဆွေးနွေးပွဲကျင်းပနိုင်ရေးအစည်းအဝေးအပြည်ပြည်ဆိုင်ရာဒီမိုကရေစီနှင့်ကျင်းပရေးကူးစီးကော်မတီအစည်းအဝေးများကိုကော်မတီဥက္ကဋ္ဌတက်ရောက်ခဲ့ပြီး IPA Connect Roadshow နဲ့ဆက်လျင်းတဲ့အစည်းအဝေးသို့ကော်မတီအတွင်းမှုတက်ရောက်ခဲ့ပါတယ်။လေးလာတွေ့ရှိချက်နဲ့သုံးသပ်ချက်များနိုင်ငံခြားရေးဝန်ကြီးဌာနဦးစီးဌာနအသီးသီးကတာဝန်ရှိပုဂ္ဂိုလ်များကနိုင်ငံခြားရေးဝန်ကြီးဌာန၏နိုင်ငံတကာရေးရာမူဝါဒများဆောင်ရွက်ချက်များကိုလာရောက်ရှင်းလင်းဆွေးနွေးသဖြင့်ကော်မတီအဖွဲ့ဝင်များအနေဖြင့်နိုင်ငံတကာရေးရာများကိုပုံမကျွမ်းဝင်သိရှိလာပါသည်။ခါခွေကော်မတီ၏ပုံမှန်အစည်းအဝေးများတွင်ကော်မတီဝင်များကအလှည့်ကျနိုင်ငံတကာကိစ္စရပ်များကိုဥဆောင်ဆွေးနွေးခြင်းအပြင်ကော်မတီဝင်များနိုင်ငံတကာဘူတုဒပုံမရရှိပါသည်။ဒါငယ်တန်မတ်ကြီးများပြည်ပအဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်းအလို့ဆွေးနွေးပွဲများဟောပြောပွဲများကိုတက်ရောက်ခြင်းအပြင်ကော်မတီဝင်များနိုင်ငံတကာရေးရာအတွေ့အကြုံပုံမရရှိပါသည်။ခါကြီးနိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များသည်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်တွင်းရှိနိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်သောအစိုးရမဟုတ်သောအဖွဲ့အစည်းများနိုင်ငံတကာလွှတ်တော်များနှင့်ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ဆောင်ရွက်သင့်သည်ဟုသုံးသပ်ပါသည်။မြို့သားလွှတ်တော်နိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီကသည်ကမ္ဘာနိုင်ငံများရှိလွှတ်တော်များနိုင်ငံတကာအဖွဲ့အစည်းများနှင့်ထိတွေ့ဆက်ဆံ၍နိုင်ငံတော်နှင့်ပြည်သူလူထု၏အကျိုးအမျိုးသားအကျိုးစီးပွားအတွက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကိုကူညီဖော်ဆောင်ပေးသည့်ကော်မတီတစ်ရပ်ဖြစ်စေရန်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏လမ်းညွှန်ချက်ကိုခံယူ၍ကော်မတီလုပ်ငန်းတာဝန်များကိုကျေပြွန်စွာထမ်းဆောင်လျက်ရှိကြောင်းတင်ပြအစီရင်ခံအပ်ပါသည်နိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီကျေးဇူးတင်ပါတယ်အစီအစဉ်စနစ်ဖြစ်ပါတယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအမျိုးသားလွှတ်တော်နိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစဉ်ကစားနဲ့ဆက်လျင်း၍ဆွေးနွေးမဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမျိုးသားလွှတ်တော်ယုံညွှန်ကြားရေးမှူးချုပ်ထံယနေ့ညနေ4:00 နာရီ16:30နာရီနောက်ဆုံးထား၍အမည်စာရင်းပေးပို့ကြဖို့ဖြစ်ပါတယ်အစီအစဉ်73ဖြစ်ပါတယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအမျိုးသားလွှတ်တော်ကျမ်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီရဲ့လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုအမျိုးသားလွှတ်တော်သို့ပေးပို့ထားပါတယ်။ယခုကျမ်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီကအစီရင်ခံစာကိုဖတ်ကြားတင်သွင်းမှုဖိတ်ခေါ်ပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာလေးစားပတ်သောမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ
ဒုတိယဥက္ကဋ္ဌမြို့သားလွှတ်တော်ကိုယ်စားလှယ်များအားလုံးမြို့သားလွှတ်တော်ရုံးဝန်ထမ်းများအားလုံးကောင်းကျိုးလိုရာပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ကျွန်တော်ကရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်မြေအမှတ်6မှာမြို့သားလွှတ်တော်ကိုယ်စားလှယ်ကျန်းမာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်မန်းထွန်းကြံဖြစ်ပါတယ်ကော်မတီတောင်ပေးချက်အရကော်မတီလုပ်ငန်းဆောင်ရွက်မှုအစီအခံစာကိုဖတ်ကြားတင်သွင်းမှာဖြစ်ပါတယ်အစီအခံစာကိုကိုယ်စားလှယ်များထံသို့ရွတင်ငွေငှက်ထားဖြစ်တဲ့အတွက်အဓိကချက်သည့်အချက်များကိုသာဖတ်ကြားတော့မှာဖြစ်ပါတယ်ဒုတိယကြိမ်မြို့သားလွှတ်တော်ဆိုင်ရာဥပဒေပုံမှန်29မြို့သားလွှတ်တော်ဆိုင်ရာနည်းဥပဒေများ106 109နဲ့မြို့သားလွှတ်တော်အစည်းအဝေးဆုံးဖြတ်ချက်များအရကျန်းမာရေးအားကစားနှင့်ညီညွတ်မှုဆိုင်ရာကော်မတီကိုအမိန့်ကြေညာစာမှရှင်းပြသော2016ဖြင့်မြို့သားလွှတ်တော်ကိုယ်စားလှယ်15ဦးကိုဖွဲ့စည်းတာဝန်ပေးရခဲ့ပါတယ်18ရက်5လ2019ခုရက်နေ့မှ26ရက်9လ2019ရက်နေ့ထိကော်မတီလုပ်ငန်းဆောင်ရွက်မှုအားစီရင်ခံတင်ပြပါမယ်။ရွေချက်ကျန်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအားပြည်သူလူထု၏ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားစေရန်အားကစားလောကတိုးတက်ရန်မြန်မာယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းကာကွယ်ရန်လူငယ်ထုအတွင်းဇာတိတမန်တိုင်ကြန့်ခိုင်စေရန်တို့အတွက်သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနနှင့်ညှိနှိုင်းကူညီဆောင်ရွက်ရန်ဖြစ်ပါတယ်။ကော်မတီလုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်နှင့်ခွင့်ရေးကော်မတီလုပ်ငန်းတာဝန်အနေဖြင့်17ချက်လုပ်ပိုင်ခွင့်9ချက်ရပိုင်ခွင့်နှင့်ခွင့်ရေး4ချက်အသီးသီးချမှတ်တာဝန်ပေးခဲ့ပါတယ်ကော်မတီဆောင်ရွက်ချက်များမှာကော်မတီပုံမှန်အစည်းအဝေးကျင်းပခြင်း9ကြိမ်ပြည်ထောင်စုဝန်ကြီးဌာနနှင့်အစည်းအဝေးကျင်းပခြင်း1ကြိမ်အလုပ်ရုံဆွေးနွေးပွဲနှင့်အစည်းအဝေးများတက်ရောက်ခြင်း12ကြိမ်အခမ်းအနားများတက်ရောက်ခြင်း6ကြိမ်အားကစားပြိုင်ပွဲများတက်ရောက်ခြင်း17ကြိမ်ပြည်ပခီးစဉ်တွားရောက်ခြင်း1ကြိမ်ဆောင်ရွက်ခဲ့ပါတယ်ကော်မတီများ၏ကွင်းဆင်းဆောင်ရွက်ချက်များနှင့်တွေ့ရှိချက်များပေါ်သုံးသပ်အကြံပြုချက်များကိုဆက်လက်ဖတ်ကြားတင်ပြပါမယ်မကြာသေးမီစစ်တမ်းကာလတွင်မြန်မာလူထုကိုဆင်းရဲတွင်တိုးနှင့်ရသည့်အကြောင်းရင်းတစ်ခုမှာသဘာဝဘေးအန္တရာယ်နှင့်ကျန်းမာရေးစရိတ်ဖြစ်ကြောင်းတွေ့ရှိရပါတယ်ကျန်းမာရေးစရိတ်စကားသည်လူတူးချင်းမိသားစုတူးချင်းနှင့်လူပေါင်းအတိုင်းဝိုင်းကိုရပ်တည်နိုင်မှုအင်အားချိနဲ့စေသည်ဖြစ်ရာတမျိုးသားလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံသားတိုင်းကိုလွှမ်းခြုံနိုင်မည့်အမျိုးသားကျန်းမာရေးအာမခံစနစ်တစ်ခုမရှိမဖြစ်လိုအပ်ကြောင်းသုံးသပ်ရပါသည်ဈေးများပြေကျန်းမာရေးအစီအစဉ်သည်ကောင်းမွန်တော်လဲမိမိတို့နိုင်ငံသည်ဆင်းရဲမှုနှုန်းမြင့်မားပြီးငွေကြေးအခက်အခဲကြောင့်ဆေးရရှိမှုနှင့်လိုအပ်ချက်မမျှတမှုသုံးသပ်ရပါသည်ကျန်းမာရေးဝန်ထမ်းများအနေဖြင့်ပြင်ပဆေးရုံဆေးခန်းများနှင့်ပြည်သူ့ဆေးရုံပူးတွဲတာဝန်ထမ်းဆောင်ရာတွင်ပြင်ပလုပ်ငန်းကိုဦးစားပေးခြင်းကြောင့်အသက်မဆုံးရှုံးသင့်သောလူနာများတည်ဆုံးရကြောင်းသုံးသပ်ရပါသည်တိုင်းရင်းဆေးကဏ္ဍနှင့်ပတ်သက်၍မြို့နယ်ဆေးခန်းများကိုတိုင်းရင်းဆေးဝါးဆေးပင်များနှင့်လူနာကုသမှုမှတ်တမ်းများကိုသုတေသနမှတ်တမ်းများဖြင့်ဗဟိုသို့တင်ပို့စုစည်းပေးနိုင်ပါလျင်ကုသမှုပိုင်းဆိုင်ရာဒေတာအချက်လက်များရရှိပြီးထိုမှတစ်ဆင့်ရှိပြည်သားတိုင်းရင်းဆေးများဆေးပစ္စည်းဆေးပင်များနှင့်ယောဂဝေဒနာတို့၏ဆက်စပ်မှုပျောက်ကင်းမှုမပျောက်ကင်းမှုစသည့်အချက်လက်များကိုတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ကိန်းဂဏန်းများရရှိလာမည်ဟုသုံးသပ်ရပါသည်ပြည်နယ်တိုင်းဒေသကြီးခရိုင်မြို့နယ်အသီးသီးရှိအားကစားကွင်းအားကစားရုံများကိုလည်း Sport for All ဆိုသည့်ဆောင်ပုဒ်များနှင့်အညီအများပြည်သူလွယ်လင့်တကူဝင်ထွက်လှုပ်ရှားကစားနိုင်စေရေးစီမံဆောင်ရွက်ရန်နှင့်မြို့နယ်တိုင်းတွင်အားကစားကွင်းအားကစားရုံနှင့်ရေကူးကန်များတိုးချက်ဆောက်လုပ်ရေးဆောင်ရွက်ပေးသင့်ပါသည်မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးတွင်တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနှင့်ကော်မတီဝင်များအနေဖြင့်တာဝန်ရှိမှုအရငွေကြေးပံ့ပိုးပေးရုံများဖြင့်မလုံလောက်ပဲကိုယ်တိုင်ကအားကစားဖို့ဝါသနာပါပြီးစခန်းသွင်းအားကစားသမား၏ကြိုးစားအထောက်မှုအားကစားရေးအချင်းတိုးတက်မှုအားကစားသမားများ၏လူမှုရေးအခြေအနေများစိတ်ဓာတ်ရေးရအခြေအနေများကိုပါထဲထဲဝင်ဝင်သိရှိဆောင်ရွက်ပြီးဝန်ကြီးဌာနဦးစီးဌာနနှင့်ပြန်အလှန်နားလည်မှုပေးနိုင်သောပုဂ္ဂိုလ်များဖြစ်သည်ဟုသုံးသပ်ရသည်ယဉ်ကျေးမှုနှင့်ပတ်သက်၍တိုင်းရင်းသားလူမျိုးများအားလုံးတို့သည်မိမိတို့၏စာပေဂီတယဉ်ကျေးမှုအမှုပညာများဖြင့်မိမိတို့၏မူရင်းလူမျိုးအမည်များကိုလည်း
ပျောက်ကွယ်သွားခြင်းမရှိစေရန်ထိမ့်သိမ်းကာကွယ်စောင့်ရှောက်သင့်ကြောင်းသို့မှတ်ရပါသည်။ကြံပြုချက်ပြည်သူလူထုကျန်းမာရေးအသိပညာတိုးတက်စေရန်သက်ဆိုင်ရာစာပေစကားများဖြင့်ကျေးလက်ဒေသအရောက်ပညာပေးခြင်းကိုထိရောက်စွာဆောင်ရွက်သင့်ပါသည်။ဆင်းရဲနွမ်းပါးသည့်ပြည်နယ်များအတွက် free medical service ကိုကျင့်သုံးသင့်သလိုအမျိုးသားကျန်းမာရေးအာမခံစနစ်ပေါ်လာစေရန်စတင်ကောင်ထယ်ဖော်ဆောင်ရွက်သင့်ပါသည်။ပြည်ပမှဆေးဝါးများတင်သွင်းနေရသဖြင့်တွင်းကုန်စားထိုးလုပ်ငန်းများဖြစ်သောဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများဆေးဝါးသုတေသနလုပ်ငန်းများကိုအားပေးဆောင်ရွက်သင့်သည်။ပြည်သူဆေးရုံကြီးများသို့6လတစ်ကြိမ်ဆေးဝယ်ယူသိုလှောင်ထားရမည့်အစား3လတစ်ကြိမ်ထုတ်ပေးမည်ဆိုပါကသိုလှောင်ရမည့်နေရာခက်ခဲနှင့်ဆေးသက်တမ်းကုန်ဆုံးရက် imperative ကိုသက်သာစေမည်ဖြစ်ပါသည်။အားကစားလောကတိုးတက်ရေးနိုင်ငံတကာပြိုင်ပွဲများအောင်မြင်မှုရရှိတို့အတွက်နိဒာ၏အရေးပါမှုအားကစားသမားများ၏စိတ်ဓာတ်နှင့်ကြံ့ခိုင်မှုတို့အပြင်အားကစားကွင်းများနှင့်အားကစားပစ္စည်းများလုံလောက်စွာဖြစ်စီပေးနိုင်ခြင်းသည်အောင်မြင်မှုအတွက်လိုအပ်သောပံ့ပိုးမှုများဖြစ်၍အားကစားကဏ္ဍတွင်ဘတ်ဂျက်အားတိုးမြင့်ခွင့်ပြုပေးသင့်ပါသည်။ဤကုန်းမြို့သားလွှတ်တော်ကျန်းမာရေးအားကစားနှင့်ညီညွတ်မှုဆိုင်ရာကော်မတီသည်ဒုတိယကြိမ်အမျိုးသားလွှတ်တော်ပြည်စမပုံမှန်အစည်းအဝေးကာလအတွင်းလွှတ်တော်ပည့်ရက်များတွင်ကိုယ်စားလှယ်များ၏မဲဆန္ဒနယ်မြေအလိုက်ပြည်သူလူထုနှင့်ထိတွေ့ပြီးပြည်သူလူထု၏အသံကိုနားထောင်၍ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအားကစားတိုးတက်ရေးဆောင်ရွက်ရေးလုပ်ငန်းများယဉ်ကျေးမှုနယ်ပယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက်အတိုင်းအတာတစ်ခုအထိစွမ်းဆောင်နိုင်ခဲ့ပါသည်။ဆက်လက်၍လည်းကျန်းမာရေးအားကစားယဉ်ကျေးမှုကဏ္ဍအလိုက်တိုးတက်မြင့်မားစေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအစီရင်ခံတင်ပြအပ်ပါသည်။ကျန်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အစီအစဉ်14ဖြစ်ပါတယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအမျိုးသားလွှတ်တော်ကျန်းမာရေးအားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီရဲ့အစီရင်ခံစာနဲ့ဆက်လျင်းပြီးဆွေးနွေးမဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမျိုးသားလွှတ်တော်ရုံးညွှန်ကြားမှုချုပ်ထံယနေ့ညနေ4:00 နာရီ16:03နာရီနောက်ဆုံးထား၍အမည်စင်းပေးပို့ကြဖို့ဖြစ်ပါတယ်အစီအစဉ်15ဖြစ်ပါတယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအမျိုးသားလွှတ်တော်ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုအမျိုးသားလွှတ်တော်သို့ပေးပို့ထားပါတယ်။ယခုပြည်သူတို့၏တိုင်ကြားစာကော်မတီကအစီရင်ခံစာကိုဖတ်ကြားတင်သွင်းဖို့ဖိတ်ခေါ်ပါတယ်။လေးစားပါတော့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါကျွန်တော်ကတော့ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်1ကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝေစီအောင်ဖြစ်ပါတယ်ပြည်သူတို့၏တိုင်ကြားစာများဆိုင်ရာကော်မတီအဖွဲ့ဝင်တူလည်းဖြစ်ပါတယ်ကော်မတီတာဝန်ပေးချက်အရကော်မတီလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာနှစ်မြေဆောင်2010ခေါင်ကိုအကျဉ်းချုပ်ဖတ်ပြတင်ပြတော်ဖို့ဖြစ်ပါတယ်အမျိုးသားလွှတ်တော်ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီသည်ပြည်သူဆန္ဒလွှတ်တော်ဆန္ဒဆိုတဲ့ကဲ့သို့မိမိတို့ထမ်းဆောင်ရမယ့်တာဝန်များပြည်သူ
ကိုမျက်နှာမူလျက်ဦးလေးမသုံးကျေပွန်စွာထွန်းရလျက်ရှိပါတယ်ပြည်သူများလွှတ်တော်သို့အားကိုးတကြီးဖြင့်တင်ပြလာသောတိုင်ကြားစာများ၏မှန်ကန်မှုကိုလေးလာစီစီခြင်းသက်ဆိုင်ရာတရားရုံးတစ်ခုခုမှဆုံးဖြတ်ချက်ချမှတ်ခြင်းမပြုရသေးသောကိစ္စရပ်များအပမှန်ကန်သောတိုင်ကြားစာများအတွက်ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအပါအဝင်သက်ဆိုင်ရာများနှင့်တရားဥပဒေနှင့်အညီဖြစ်စေညှိနှိုင်းပေးခြင်းမှန်ကန်မှုမရှိသောတိုင်ကြားစာများအတွက်လိုအပ်သလိုဖြည့်ခြင်းပြန်ကြားပေးခြင်းနှင့်အများသူငါအကျိုးစီးပွားထိခိုက်စေမည့်ကိစ္စရပ်များဖြစ်ပါကလေးအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်ခွင့်စင်လေ့လာ၍သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့်ကြားရာကဏ္ဍမှအလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်းတင်ပြအပ်ပါတယ်ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီသည်ပြည်သူတို့ကတင်ပြလာသောတိုင်ကြားစာများကိုသုံးသပ်လေ့လာ၍ကော်မတီ၏စီစီချက်တွေ့ရှိချက်သုံးသပ်ချက်အကြံပြုချက်များနှင့်အတူအမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံတင်ပြ၍လမ်းညွှန်မှုနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများသို့ပေးပို့ညှိနှိုင်း၍ဥပဒေလုံးထုံးလုံးနည်းများနှင့်အညီဖြည့်ရှင်းဆောင်ရွက်ပေးခြင်းဖြင့်ပြည်သူများ၏လိုလားချက်များအခက်အခဲများကိုကူညီဖြည့်ရှင်းပေးရန်ရွေးထားပါတယ်ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီကိုအမျိုးသားလွှတ်တော်၏23ရက်2လ2016ရက်စွဲပါအမိန့်ကြော်ညာစာအမှတ်16/2016အရအမျိုးသားလွှတ်တော်ကိုယ်စားလှယ်14ဦးဖြင့်တမ်းတော်ကိုယ်စားလှယ်2ဦးတို့ဖြင့်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဒုတိယကြိမ်အမျိုးသားလွှတ်တော်ပြင်ဆင်မပုံမှန်စည်းဝေးကာလအတွင်း၌အမျိုးသားလွှတ်တော်ရုံး၏အမိန့်ကြော်ညာစာအမှတ်14/2019ဖြင့်ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်9မှဦးဆိုင်လုံစံခါအစားစကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်မှ4မှဦးလှဦးက4ကောင်း၎င်းပြင်တမတော်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးတင်းငါတိတုနာတိဘုံမှုချုပ်ကိုဝင်းသည်တက်ပြည့်ပင်စင်ခံစားသွားပါသဖြင့်၎င်းအစားကြီး2186ကြီးဘုံမှုချုပ်ဇော်နိုင်အား၎င်းအစားထိုးတာဝန်ပေးအပ်ဖွဲ့စည်းခဲ့ပါသဖြင့်အမျိုးသားလွှတ်တော်ပြည်သူတို့၏တိုင်ကြားစာများဆိုင်ရာကော်မတီသည်ကော်မတီဝင်15ဦးဖြင့်ကော်မတီ၏လုပ်ငန်းတာဝန်များကိုဆက်လက်ဆောင်ရွက်လျက်ရှိပါသည်ကော်မတီအစည်းအဝေးခန်းစားတွင်အစုအဖွဲ့များဖွဲ့စည်းဆောင်ရွက်ခြင်းအမုန်းတွေများလက်ခံရရှိမှုအခြေအနေနဲ့ဆောင်ရွက်ချက်များပြင်ဆင်များပုံမှန်အစည်းအဝေးကာလအတွင်းကော်မတီအစည်းအဝေးများပြုလုပ်ခြင်းကွင်းစင်ခရီးများတင်ပြထားခြင်းခရီးစဉ်အတွင်းနှစ်ဖက်အဖွဲ့အစည်းများအကြားညှိနှိုင်းဖြေရှင်းပေးခဲ့ခြင်းတိုင်ကြားစာများနှင့်ဆက်လျက်၍ဖိတ်ခေါ်ကြားနာမှုများပြုလုပ်ခဲ့ခြင်းတို့ကိုအစီရင်ခံတင်ပြထားပါတယ်။ဥက္ကဋ္ဌကြီးများပါဝါပွိုင်သုံးစွဲခွင့်ပြုပါကျွန်တော်တို့စလိုက်1ကတော့ကျွန်တော်တို့ကော်မတီထံကိုရောက်ရှိလာတဲ့တိုင်ကြားစာများဖြစ်ပါတယ်။ line number 1က2016ခုတစ်နှစ်လုံးအတွက်ဇန်နဝါရီလ1ရက်နေ့ကနေပြီးတော့ဒီဇင်ဘာ30ရက်နေ့ထိရောက်လာတဲ့စာကိုဖော်ပြထားပါတယ်။စုစုပေါင်း4122ဆောင်ရှိပါတယ်။ line number 2ကတော့2019ဇန်နဝါရီလ1လလုံးမှာဇန်နဝါရီလ1ရက်နေ့ကနေပြီးတော့ဇန်နဝါရီလ31ရက်နေ့ထိရောက်ရှိလာတဲ့တိုင်ကြားစာကိုဖော်ပြထားပါတယ်245ဆောင်လိုင်းနံပါတ်3ကတော့ဖေဖော်ဝါရီ1ရက်နေ့ကဒီနေ့အထိရောက်ရှိလာတဲ့စာကိုဖော်ပြထားပါတယ်1419ဆောင်စုစုပေါင်းကျွန်တော်တို့စီကို5986ဆောင်ရောက်ရှိလို့ရှိပါတယ်ဒါနဲ့အဲ့ဒီစာတွေကကျွန်တော်တို့ကော်မတီကို23ရက်2လ2016ခုနှစ်တင်သာဖွဲ့စည်းခဲ့တဲ့အတွက်ကျွန်တော်တို့မတိုင်ခင်တည်းကရောက်နေတဲ့စာတွေလည်းပါရှိပါတယ်။ slide 2ကိုဖော်ပြပေးပါ။ slide 2မှာကကျွန်တော်တို့စီစစ်တွေ့ရှိပြီးတော့ဌာနဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကို
ပိုးပေးထားတဲ့အမှုတွေဖြစ်ပါတယ်ကျွန်တော်တို့ပြည်ထောင်စုတရားလွှတ်တော်ချုပ်လမ်းနံပါတ်1မှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကရှုပ်တို့ကျွန်တော်တို့စီစစ်ပြီးတော့သဘောထားမှတ်ချက်နဲ့အတူပေးပေါ်ထားတာ16ဆောင်ရှိတာမှာပြန်ကြားသူတို့ဖြည့်ရှင်းပြီးတော့ပြန်ကြားခဲ့တဲ့အမှုတွေက10ဆောင်ရှိတယ်ဆိုတော့ပြန်ကြားရန်ကြံနေတာ6ဆောင်ရှိနေပါတယ်ထိုနည်း၎င်းပြည်ထောင်စုရှေ့နေချုပ်နေပြီးတော့ကောင်စီအာဂရိလိုက်စားမှုတိုက်ပြရဲ့ကော်မရှင်ပြည်ထောင်စုစီရင်စည်းချုပ်ပေကူတိုင်းဒေသကြီးတရားလွှတ်တော်ချုပ်စသဖြင့်ကျွန်တော်တို့ပို့တယ်အဲ့ဒီကဖြည့်ရှင်းပြီးတော့ပြန်ပို့တဲ့အပါဝင်စာစုစုပေါင်းကိုအောက်ဆုံးကစုစုပေါင်းဇယားမှာဖော်ပြထားတာပါတယ်ကျွန်တော်တို့ရှိကစုစုပေါင်းအာဏာပိုင်အဖွဲ့အစည်းများတို့ပို့ထားတာ44ဆောင်ရှိပြီးပြန်ကြားတာ29ဆောင်ရှိတဲ့အတွက်ကျန်တာက15ဆောင်ရှိပါတယ်အဲ့ဒါကြောင့်ကျန်တာ3ပုံ1ပုံခန့်ကျန်နေပါတယ်စလိုက်345ကိုပေါ်ပြပေးပါစလိုက်345ကပြည်ထောင်စုဝန်ကြီးများထံသို့ကျွန်တော်တို့ရှိကစီစစ်ပြီးတော့သဘောထားမှတ်ချက်နဲ့အတူပေးပို့တဲ့စာဖြစ်ပါတယ်ပြည်ထောင်စုဝန်ကြီးဌာန18ခုသို့ပို့တဲ့အခါမှာစလိုက်နံပါတ်5မှာနောက်ဆုံးမှာဖော်ပြထားတဲ့စုစုပေါင်းအရေအတွက်ဆိုရင်ကျွန်တော်တို့စီကပို့ထားတာက125ဆောင်သူဖြည့်ရှင်းပြီးတော့ကျွန်တော်တို့စီကိုပြန်ကြားပေးတာကအဲ့ဒီသက်ဆိုင်တဲ့လူတွေကိုပြန်ကြားပေးတာက55ဆောင်ကျန်နေတာ90ရှိပါတယ်အဲ့ဒါကြောင့်44%ပြီးမြောက်တယ်လို့ဆိုနိုင်ပါတယ်စလိုက်6နဲ့ခေါင်ကိုဖော်ပြပေးပါအဲ့ဒါကကျွန်တော်တို့တိုင်းဒေသကြီး9ခုနဲ့ပြည်နယ်5ခုသို့ကျွန်တော်တို့ကော်မတီကလှုပ်ဆောင်ပြီးတာတွေကိုသဘောနဲ့မှတ်ချက်နဲ့အတူပေးပို့တဲ့စာတွေကိုဖော်ပြထားပါတယ်အဲ့ဒီမှာစလိုက်နံပါတ်ခေါင်မှာဆိုလို့ရှိရင်နောက်ဆုံး line စုစုပေါင်းကဏ္ဍမှာကျွန်တော်တို့ရှိကပေးပို့ထားတာ219ဆောင်ရှိပြီးသူတို့ကလှုပ်ဆောင်ရပြီးပြန်ပို့ထားတာဟာ54တောင်ရှိတဲ့အတွက်ကျန်နေတာက163ဆောင်ကျန်နေပါတယ်ပြီးစီးမှုအနေနဲ့25%သာရှိပါတယ်ကျွန်တော်တို့ရှိကိုပို့တဲ့စာတွေမှာတော့ကျွန်တော်တို့ကမိတ္တူတွေကိုမဆောင်ရွက်ပါဘူးဘိုးလေးစီကိုတော့ကျွန်တော်တို့လေသိန်းကိစ္စတွေကိုတော့ကျွန်တော်တို့စီစစ်တွေ့ရှိပြီးတော့သဘောထားမှတ်ချက်မပါဘဲနဲ့ပို့ပေးတာတွေရှိပါတယ်ဟုတ်ကဲ့ကျွန်တော် PowerPoint သိမ်းလို့ရပါပြီကျွန်တော်တို့ကော်မတီပြင်စမပုံမှန်အစည်းအဝေးကာလအတွင်း၌အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်ဖြင့်တိုင်ကြားသူကာကံရှင်များထံသို့အကြောင်းပြန်ကြားစာ93ဆောင်ပေးဖို့ပြန်ကြားပေးနိုင်ခဲ့ကြောင်းကိုအစီရင်ခံစာမှာတင်ပြထားပါတယ်၎င်းပြင်လေယာမြေသိမ်းဆည်းခံရမှုကိစ္စရပ်များနှင့်ဇာလန်သည့်တိုင်ကြားစာများကိုဒုတိယသမ္မတဦးဗန်ဒီယူဟန်နီဗန်တီယူဥက္ကဋ္ဌဖြစ်ဆောင်ရွက်သောလေယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုပြန်လည်စီစစ်ရေးဘိုကော်မတီသို့လေကော်မတီမှစီစစ်၍လမ်းညွှန်ချက်များအညီလွှဲပြောင်းပေးဖို့ဆောင်ရွက်ပေးလျက်ရှိပါတယ်ထို့အပြင်ကော်မတီအခြားဆောင်ရွက်ချက်များနှင့်ကော်မတီသုံးသပ်ချက်များကိုတင်ပြထားရာတွင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏သဘောထားမှတ်ချက်ရယူ၍အမုန်းတွေများကိုသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများပြည်ထောင်စုတရားလွှတ်တော်ချုပ်ပြည်ထောင်စုရှေ့နေချုပ်သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့အစည်းများတို့လိုအပ်သလိုဆောင်ရွက်နိုင်ရန်ပေးပို့နှိနှိုင်းထားခဲ့ပါတယ်ထို့သောတိုင်ကြားစာများအားပေးပို့နှိနှိုင်းထားရ၌ပြည်ထောင်ဌာနနှင့်သက်ဆိုင်သည့်တိုင်ကြားစာများမှာအများဆုံးဖြစ်ကြောင်းတွေ့ရပါတယ်၎င်းမြေအာဂတိလိုက်စားမှုနှင့်ဆက်လျက်သည့်တိုင်ကြားစာများကိုကော်မတီမှစီစစ်ချက်နှင့်အတူအမုန်းတွေများအားအာဂတိလိုက်စားမှုတိုက်ပြရေးကော်မရှင်သို့ပေးပို့ခဲ့ရာကော်မရှင်မှအထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်သို့သောအချို့သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှအမုန်းတွေများဆောင်ရွက်ပြီးစီးမှုအခြေအနေကိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံပြန်လည်တင်ပြသောအရေးအတွက်သည်နေပါနေသေးခြင်းတချို့သောဆောင်ရွက်ချက်များသည်ခြေနှက်အားရဖွယ်မရှိခြင်းနှင့်အရေးယူဆောင်ရွက်မှုအားနည်းနေသေးခြင်းတို့သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့်
အလေးထားဆောင်ရွက်ပြန်ကြားပြီးသင့်ပါကြောင်းစီစစ်တွေ့ရှိရပါတယ်။ကော်မတီသည်ကွင်းစင်းလေ့လာရန်လိုအပ်သည့်တန်ကြားစာများကိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့်သက်ဆိုင်ရာဒေသများသို့ကွင်းစင်းဆောင်ရွက်ခဲ့ရ၌ပြည်သူတို့၏ဆန္ဒလိုလားချက်နစ်နာချက်များကိုဥပဒေနှင့်အညီကူညီဖြည့်ခြင်းဆောင်ရွက်ပေးနိုင်သဖြင့်တရားဥပဒေစိုးမိုးရေးနှင့်အာဂတိလိုက်စားမှုများပပျောက်ရေးတို့အတွက်ကော်မတီကအထိုက်အလျောက်အထောက်အကူပြုနိုင်ပြီးတိုင်ကြားသူပြည်သူလူထုထံမှကော်မတီအားကျေးဇူးတင်ရှိကြောင်းပေးပို့စာများလက်ခံရရှိခြင်းနှင့်တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားခြင်းတို့ကိုလက်ခံရရှိခြင်းတို့ရောက်ပြည်သူတို့၏လိုလားချက်များကိုတက်ဆွမ်းသမျှဆောင်ရွက်ပေးနိုင်ခဲ့သည်ဟုသုံးသပ်၍အစီရင်ခံတင်ပြထားပါတယ်။ကော်မတီအကြံပြုချက်ကိုတင်ပြပါမယ်။ပြည်သူများသည်ကော်မတီသို့အားကိုးတကြီးဖြင့်တင်ပြလာခြင်းဖြစ်၍ကော်မတီမှမှန်ကန်မြန်ဆန်စွာဆောင်ရွက်ပေးရန်လိုအပ်မှာဖြစ်ပါတယ်။ထို့အတူသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများပြည်ထောင်စုဝန်ကြီးဌာနများတိုင်းပြည်နယ်အစိုးရအဖွဲ့များမှလည်းကော်မတီနှင့်ယခုထက်ပုံမပူးပေါင်းအကောင့်ထေဖော်ဖြည့်ရှင်းဆောင်ရွက်ပေးခြင်းအပြင်ပြည်သူတို့၏နစ်နာချက်လိုအပ်ချက်များအားသက်လက်မြန်ဆန်စွာဖြည့်ရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းအကြံပြုတင်ပြထားပါတယ်။သို့ဖြစ်ပါ၍ပြည်သူတို့၏တန်ကြားစာများဆိုင်ရာကော်မတီသည်ပြည်သူတို့၏နစ်နာချက်လိုလားချက်များကိုဥပဒေလုံထုံလုံနည်းစည်းကမ်းစည်းမျဉ်းများနဲ့အညီအစွမ်းကုန်စိုးလျင်စွာကူညီဖြည့်ရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနေကုန်းလျှောက်တင်ပြအစီရင်ခံအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ပြည်သူတို့၏တန်ကြားစာများဆိုင်ရာကော်မတီအစီအစဉ်16ဖြစ်ပါတယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအမျိုးသားလွှတ်တော်ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီရဲ့အစီရင်ခံစာနဲ့ဆက်လင်း၍ဆွေးနွေးမဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမျိုးသားလွှတ်တော်ယုံညွှန်ကြားမှုချုပ်ထံယနေ့ညနေ4:00 နာရီ16:03နာရီနောက်ဆုံးထား၍အမည်အစဉ်ပေးပို့ကြဖို့ဖြစ်ပါတယ်အစီအစဉ်ဆက်ခွန်ဖြစ်ပါတယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုဒုတိယကြိမ်အမျိုးသားလွှတ်တော်ပြင်ဆင်မပုံမှန်စည်းဝေး36ရက်မြောက်နေ့ကိုရပ်နားပါမယ်ဒုတိယကြိမ်မျိုးသားလွှတ်တော်ပြင်ဆင်မပုံမှန်စည်းဝေး38ရက်မြောက်နေ့ကို2019ခုနှစ်ဩဂုတ်လ3ရက်ကြာသပတေးနေ့နံနက်10:00နာရီချိန်မှာဆက်လက်ကျင်းပမယ်ဖြစ်ကြောင်းကြေညာပါတယ်မျိုးသားလွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါပြီခင်ဗျာအားလုံးထွက်ခွာနိုင်ကြပါပြီခင်ဗျာ